Manchester United ရဲ့ Portuguese ကွင်းလယ်ကစားမဖြစ်သလိုအသင်းကောင်းဆောင် Bruno Fernandes က Saudi Arabia ထိပ်တန်းကလပ်ဖြစ်တဲ့ Al Hilal အသင်းရဲ့ဒါကန်လာမှုဖြစ်တဲ့တကယ်စံချိန်တင်လောက်ခလာစာကိုပယ်ချပြီးတော့ဥရောပရဲ့ top level မှာဆက်နေဖို့ဆန္ဒရှိတဲ့အတွက် Man United အသင်းမှာပဲဆက်နေသွားမှာဖြစ်တယ်လို့ဆိုလိုက်တယ်ဆိုတော့ကျွန်တော်အဲ့အမှန်တိုင်းပြောရင်တော့အဲ့လိုမျိုးဒီမျိုးတွေကိုပယ်ချနိုင်တဲ့ဒါကျွန်တော်ဆုံးဖြတ်ချက်ကိုတော်တော်သဘောကျတယ်။ဘာကြောင့်လဲဆိုတော့ okay ကျွန်တော်တို့ Cristiano Ronaldo နဲ့ Leo Messi ကတော့ထားတော့ဘုံလောကမှာသူတို့မရဘူးတာဘာမှမရှိဘူး။နောက်တစ်ခုကအသက်အရွယ်ရလဲ Ronaldo ရော Messi ရောက36ဒါ35 36နဲ့ဒီလိုပိုင်ပြိုင်ပွဲတွေကိုတွားတာလက်ခံလို့ရတယ်။အခု Bruno Fernandes ကအသက်30ပဲရှိတယ်။ဆိုတော့အသက်30ရှိတဲ့ဥပမာ Lewandowski ဒီချိန်တွားတာတို့နောက် Luka Modric ဒီချိန်သွားတာကျွန်တော်ပြောဘာမှမပြောโอเคသွားလို့ရတယ်ကစားမဘွား career မှာလှုပ်တင်လှုပ်ထိုက်တာတွေအောင်မြင်မှုတွေရပြီနောက်ဆုံး Kevin De Bruyne သွားတယ်ဆိုရင်တော့လက်ခံလို့ရတယ်ဗျအသက်33ဒါပေမဲ့အသက်30အရွယ်နဲ့သွားတာကိုတော့လုံးဝမကြိုက်အဲ့ Bruno Fernandes ဒီကိုကျွန်တော်ပယ်ချလိုက်တာတော်တော် delight ဖြစ်တယ်ဒါဥရောပဘောလုံးလောကမှာဒီလို player မျိုးတွေရှိဖို့လိုအပ်တယ်ပတ်စံကအရာရာမဟုတ်ဘူးဗျာရှင်းရှင်းလေးပတ်စံကအရာရာမဟုတ်ဘူးဟုတ်ကဲ့ပတ်စံဟာအကုန်လုံးကိုဝယ်ယူနိုင်တာမှန်တယ်ဒါပေမဲ့တခါလေကြာရင် European football မှာဒီလို player တွေလိုအပ်တယ်ဒီလို player တွေကြောက်မယ် European football ဟာထိပ်တန်းအဆင့်မှာဆက်ရှိမှာပဲဒီချက်ကကျွန်တော်တို့ပြောကြတယ် Manchester United ဘလောက်ပဲဒုက္ခရောက်ဘလို့ချင်နေမှာပဲဖြစ်ဖြစ်ငါထွက်သွားဖို့အစီအစဉ်မရှိဘူးငါဒီအသင်းကိုပြန်ပြီးတော့ great again ဖြစ်အောင်လုပ်မယ်ဆိုတဲ့ဆန္ဒရဲ့သူ့ရဲ့အရေးသွေးဟာ highest level မှာကစားနိုင်တဲ့အရေးသွေးဆက်ရှိသေးတယ်ဆိုတဲ့အယုံကြည်ချက်ဒါပဲဆိုတော့Saudi ရဲ့ထိပ်တန်းကလပ်ဖြစ်တဲ့ Al Hilal အသင်းကအခုလက်ရှိမှာ Simone Inzaghi ကိုဒါဘယ်လိုပြောမလဲဒါလက်ရှိမှာသူတို့ကဒါခေါ်ဖို့တေချာတော့ဖြစ်တယ် Theo Hernandez ကိုခေါ်ဖို့တေချာတော့ရှိတယ်အဲ့အချိန်မှာ Bruno Fernandes ကိုပြောင်းရွှေ့ကြီးကပေါင်တန်း100ဒါ Manchester United တို့လည်းတကယ်ကိုတန်မိုးရှိတဲ့ပြောင်းရွှေ့ကြီးအသက်30ရွယ်ရှိတဲ့ကစားမပေါ့လေ Cristiano Ronaldo တော်မှ Real Madrid မှာတန်း100နဲ့ Juventus ကိုပြောင်းခဲ့ဘူးတဲ့2018မှာ transfer ရှိခဲ့တယ်ဒါပေမဲ့အဲ့တုန်းကSaudi Arabia မရှိသေးဘူးငွေကြေးဖောင်းပွားမှုပြောင်းရွှေ့ကြေးဖောင်းပွားမှုအဲ့လောက်မရှိတဲ့အချိန်မှာတော့တန်း100ပေးခဲ့ရတဲ့အချိန်မှာအခုချိန်ဆိုတန်း150တာလေးပဲဒါပေမဲ့ Bruno ဟာ Man United မှာတစ်ပတ်ကို2သိန်းခွဲရတယ်အဲ့2သိန်းခွဲရဲ့3စားတစ်ပတ်ကို9သိန်းခွဲဆိုတော့ဒီနေရာမှာကျွန်တော်ပြောချင်တာကတစ်ပတ်ကို2သိန်းခွဲဆိုတာကကျွန်တော်အင်္ဂလန်နဲ့ UK မှာ90ရာခိုင်နှုန်းအခွန်ဆောင်ရတယ်UK အစိုးရကို90ရာခိုင်နှုန်းအခွန်ဆောင်ရတယ်ဆိုတော့တကယ်တမ်းသူတစ်ပတ်ရတာ3သိန်း2000ခွဲပဲရတယ်ဆိုတော့တပတ်ကို3သိန်း2000ခွဲနဲ့2000ခွဲကို4ပတ်ဆိုရင်3သိန်းရ3သိန်းရတယ်ပြီးတော့မှဟိုက4သိန်းဆိုတိုတယ်မှသူ5သိန်းပဲရတာ5သိန်းပဲရတယ်တကယ်တမ်းသူရတာ1တန်းရတယ်လစာကဒီ net ပေးနေနဲ့ကိုဘဏ်အကောင့်ထဲကိုဝင်တဲ့အခါမှာ5သိန်းဆိုတော့တစ်လတွက်တာမဟုတ်ဘူးသူတို့